မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးနေ့သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့ KNO ရှရေရှ်ကမဆက်နင်းချွဲအာဇာနည်နေ့အခမ်းအနားကျင်းပတဲ့တဲ့ပုံစစ်ပါအလေတန်းကျောင်းမှာ KNO ရှရေရှ်ကမဆက်နင်းချွဲခေါင်းဆောင်များကိုဂုဏ်ပြုတဲ့ပြဆက်သူရှင်ပြိုင်ခြင်းအခမ်းအနားပြုလုပ်တဲ့တဲ့ဆယ်စင်းကျေးရွာမှာစစ်ကောင်စီတပ်မှဂျက်ဖိုက်တာများဖြင့်ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူထိခိုက်ဒေဆုံးတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကျမအန်ခွန်တာစင်ပါရှင်ဩဂုတ်လ10ရက်နေ့ကကြာရောက်တဲ့ KNO ရှရေရှ်ကမဆက်န်ချွဲအာဇာနည်နေ့အခမ်းအနားကိုလိုက်စာမြို့စင်ပရမကျွဲခမ်းမမှာပြုလုပ်ကျင်းပခဲ့ပါတယ်အခမ်းအနားမှာ KNO ဗဟိုကော်မတီဥက္ကဋ္ဌ၏အာဇာနည်နေ့မိန့်ခွန်းဖတ်ကြားခြင်းတဝန်လာဖတ်ကြားခြင်း KNO ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌမှအားပေးစကားပြောကြားခြင်းများပြုလုပ်ခဲ့ပါတယ်အာဇာနည်နေ့မိန့်ခွန်းတွင်မြန်မာနိုင်ငံအလဲပိုင်းဒေသများတွင်စစ်ဖြစ်ပွားနေတာကြောင့်စိုက်ပျိုးရေးလုပ်ငန်းများကိုအရင်နှစ်တွေကလိုအားတွန်ခွန်စိုက်လုပ်ကိုင်နိုင်ခြင်းမရှိတော့တာကြောင့်လာမယ့်နှစ်များတွင်မြန်မာနိုင်ငံတဝန်စံရည်စပါပြက်လက်ခြင်းနဲ့ကျုံတွေ့လာနေတာကြောင့်မိမိတို့နေရာဒေသများတွင်ဆန်နှင့်အခြားသီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းများအားသွန်ခွန်စိုက်စိုက်ပျိုးကြရန်အလေးနက်တိုက်တွန်းထားတဲ့အပြင်ရရှိထားတဲ့စားနပ်ရိက္ခာများကိုပါခြေတာကြရန်လည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။ KNO ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ကြီးကွန်ထန်ကမ်ရှုံမအားပေးစကားပြောကြားရာမှာမိမိတို့ဟာမိဒီတိုင်းတစ်ပါးနိုင်ငံများ၏ဖိနှိပ်ချုပ်ချယ်မှုကိုမှတင်းငင်းခံမှာမဟုတ်ကြောင်းဇာတိတွေဇာတိမှန်နဲ့ကိုယ်တိုင်းပြည်ကိုလူမျိုးများအားကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းမတရားမှုမှန်သမျှကိုတွန်းလှန်သွားကြရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဗမာလူမျိုးကြီးဝါဒနဲ့ကြီးစိုးလာခဲ့တာနှစ်ပေါင်း85နှစ်တိုင်ရှိခဲ့ပြီဖြစ်လို့မိမိတို့ဟာလူမျိုးကြီးဝါဒနဲ့အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ပူးပေါင်းထိုက်တဲ့အဖွဲ့အစည်းအလုံးနဲ့လက်တွဲသွားရမည်ဖြစ်ကြောင်းပြောပါတယ်။ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှပေးပို့တဲ့တဝန်လာများဖတ်ကြားခဲ့ပါတယ်။ရှေ့စကန်မဆက်န်ထွဲအခမ်းအနားကို KNO အုပ်ချုပ်ရာနေရာဒေသအနက်မှာပြုလုပ်ကျင်းပကြောင်းလည်းသိရှိရပါတယ်ရှင်။ဆယ်စင်းကျေးရွာတွင်စစ်ကောင်စီတပ်မှဂျက်ဖိုက်တာလေးများဖြင့်ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူတချို့ထိခိုက်ဒေဆုံးပြီးနေအိမ်များမီးလောင်ပျက်စီးသွားကြောင်းသိရပါသည်။ဩဂုတ်လ9ရက်နေ့ကဆယ်စင်းကျေးရွာတင်ရှိစစ်ကောင်စီတပ်ရဲစခန်းကို KNA KPDF ပူးပေါင်းတပ်တို့နေ့လယ်တနာရီခန့်တွင်ဝင်ရောက်တိုက်ခိုက်ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကညနေပိုင်း3နာရီခန့်မှာတော့စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်ဖြင့်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်အသက်15နှစ်အရွယ်လူငယ်တဦးသေဆုံးခဲ့ကအသက်40နှစ်နဲ့45နှစ်ကြားဒေသခံအချို့10ဦးပြစ်တက်ခံရကသေဆုံးပြီးနေအိမ်အလုံးလည်းမီးလောင်ပျက်စီးသွားကြောင်းသိရပါတယ်။လက်ရှိမှာတော့ဆယ်စင်းဒေသခံများကနှိစက်ရာကျေးရွာများနဲ့ဘုံကြီးကျောင်းဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြရပြီးသူတို့အတွက်စားတောက်များကူညီထောက်ပံ့မှုများအရေးတကြီးလိုအပ်နေကြောင်းသိရပါတယ်။ဆယ်စင်းကျေးရွာနီးတစ်ဝိုက်မှာပြီးခဲ့တဲ့ဇွန်လကတည်းကစပြီးစစ်ကောင်စီတပ်နဲ့ KNA တပ်တို့ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှလေရင်လိုင်းများအုံပြုကတိုက်ခိုက်လာတာကြောင့်ဒေသခံများထိခိုက်ဒေဆုံးပြီးနေအိမ်များဖျက်ဆီးခံရမှုများလာကြောင်းလည်းသိရှိရပါတယ်ရှင်။KNO ရှေ့ပိုင်းတိုင်းရွှေကူခရိုင်အတွင်းရှိပုံစစ်ပါလေတန်းကျောင်းမှာဂုလ9ရက်နေ့က KNO ရှရေရှ်ကမဆက်န်ချွဲအာဇာနည်ခေါင်းဆောင်များကိုဂုဏ်ပြုတဲ့ပြဇတ်တော်ရှင်ပြိုင်ခြင်းခန္ဓာနဲ့ဂုဏ်ပြုတဲ့ခြင်းတီးဆိုရှင်ပြိုင်ခြင်းခန္ဓာပြုလုပ်ကျင်းပကြောင်းသိရပါတယ်။ပြဇတ်ရှင်ပြိုင်မှုကိုတည်င်းလျင်မိနစ်30တတ်မှတ်ပေးထားပြီးဇလန်အကြောင်းအရာများ KNO ရှရေရှ်ကမဆက်န်ချွဲဖြစ်ပေါ်လာပုံပေါ်အခြေခံပြီးကျောင်းသားများကိုယ်တိုင်ရေးသားပုံဖော်ကအသင်းလိုက်တရုတ်ဖော်ရှင်ပြိုင်မှုပြုလုပ်ခဲ့တယ်လို့တာဝန်ရှိသူတွေမှသိရပါတယ်။ကျောင်းသားများအနေနဲ့မိမိလူမျိုးနဲ့မိမိတိုင်းပြည်တွေကိုကြိုးစွန့်အနစ်နာခံခဲ့တော့ KNO ရှရေရှ်ကမဆက်န်ချွဲသူရဲကောင်းများ၏စ조사အားထုတ်စွန့်လွတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့မှုကိုမိမိတို့ကိုယ်တိုင်လေ့လာမှတ်သားသင်ယူတတ်စေရန်ယခုလိုအခမ်းအနားပြုလုပ်ပေးရခြင်းဖြစ်တယ်လို့ရွှေကူခရိုင်ပညာရေးမှူးဖာဂျီတူဘရန်ရှောင်းကပြောပါတယ်။ဂုဏ်ပြုတဲ့ခြင်းတီဆိုရှင်ပြိုင်မှုကိုလည်းအသင်းလိုက်ပါဝင်ရှင်ပြိုင်ခဲ့ကြပြီးပါဝင်ရှင်ပြိုင်သူများနဲ့ဆိုရရှိတဲ့အသင်းများကိုတော့ဒီကနေ့ပြုလုပ်တဲ့ KNO ရှရေရှ်က
မဆတ်အန်ထွဲအခမ်းအနားမှာဂုဏ်ပြုလက်ဆောင်များပေးအပ်ချင်းမြင့်ခြင်းပြုလုပ်ခဲ့လို့လည်းသိရှိရပါတယ်ရှင်ဗမာတိုင်းတာပါရာပြည်တင်တင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်